တခါတခါတွေးကြည့်တယ်အစမ်းသေးတာပေါ့ဘာသေးတာအတန်ထပ်မတင်နဲ့တော့နော်ရတယ်အစမ်းသေးကြည့်တာငါသေးပြီလို့တခါတခါမှတွေလာကြမယ်မလီဆရာတော်ဖေရဘာညာပေါ့ဘုံဘကပက်လက်လေးလာပြီးဘိုက်ပေါ်လက်တင်ထားတာခြေထောက်ကိုလည်းပူးထားသေးတယ်ဒါအစမ်းသေးကြည့်တာအဲ့ဒါလူစုံလုံးတော့လာငိုပြီးတော့ညကြရင်ငါနေတဲ့ကျောင်းဘက်ကိုဆရာတော်များ6မလားဆိုလာမမဟုတ်ဘူးလို့မဟုတ်ဘူးလားဟုတ်လားဟုတ်တယ်နော်နေ့ကိုနေဘာမှထင်ကြီးမနေနဲ့လို့ဟုတ်တယ်အဲ့ဒါ9ရက်လဲတဲ့အထိတော့တခါတည်းဇာပနတွေရော9ရက်တွေရောနော်9ရက်ပြီးတော့နည်းနည်းသွေးအေးသွားတယ်တလားပြည့်လေးတခါထပ်လို့ဦးမှာနော်တလားပြီးရင်တော်တော်မေ့သွားပြီနောက်တစ်နှစ်ပြည့်ဆိုတော်တော်ကိုနှိုးစော်မှရတော့မှာနော်အဲ့တော့ကိုအထင်မကြီးနဲ့နင်းနဲ့ဘာကောင်းမှမဟုတ်ဘူးဟုတ်တယ်နော်ကဲတက္ကရာကမတွေရောဘာကောင်းမှမဟုတ်ဘူးမျက်စိမိတ်တဲ့နေအိမ်မောဆင်းရတဲ့နေပဲနော်ကဲတောဆိုရင်တော့လေထုံးစံအတိုင်းဗာလေးထားလဲ3ရက်လောက်တော့အနေခံတယ်နော်မြို့ပေါ်မှာ3ရက်မထားဘူးနော်သေတာနဲ့ရေကတိုက်ကိုဖုံးဆက်လိုက်တာလာခေါ်တော့အဲ့ရနေပဲတုတ်တန်ကိုတခါတည်းသွားတာနော်နေအောင်ငါဆောက်ခဲ့တဲ့အိမ်လေးတစ်ခေါက်ပြန်ကြည့်မယ်ဆိုလို့ခွင့်ပေးလားမျက်စိမိတ်လိုက်တာနဲ့ကိုငါဟာလို့ပြောတဲ့အရာအလုံးငါနဲ့ဘာမှမဆိုင်တော့အကုန်လုံးလက်လွတ်ကိုကျွတ်ထားခဲ့နော်ဘာနဲ့သွားကိုပြုတဲ့ကံနဲ့ဒါကြောင့်ဘဝတန်ត្រာတစ်လျှောက်နေပြန်ရောက်တဲ့ဒီတောက်လျှောက်ပိုင်ရမှာကကံတရားနော်ကိုဘဝပိုင်တဲ့ပစ္စည်းဆိုတော့မျက်စိမမိတ်ခင်နေခဏမနေ့စောဘုံဘုံကနှလုံးသွင်းတယ်ဘုံဘုံတဲတယ်ကြောင်းတိုက်3တိုက်ရှိတာဟုတ်ကြောင်းတိုက်3တိုက်ရှိတယ်အဲ့3တိုက်လုံးခုချိန်တော့ငါကြောင်းလို့ပြောတာပေါ့လို့မျက်စိမိတ်လိုက်တာနဲ့မလို့ခိုးဆောင်းဆရာတော်နေခဲ့တာတရေမြန်6မလားတပည့်တွေမသွားရဲဘူးဖြစ်မှာနင်ဘာကောင်းမှမဟုတ်ဘူးနစ်ကိုနင်ထင်မကြီးနဲ့မျက်စိမမိတ်ခင်လေးတင်ငါကြောင်းလို့ပြောတာမျက်စိမိတ်လိုက်တာနဲ့ငါနဲ့ဘာမှမဆိုင်တော့ဟုတ်တယ်နော်အဲ့တော့နောက်ဘဝတွေမှာဘာပဲပိုင်သွားတာကိုပြုတဲ့ကံပဲပိုင်သွားတာနော်ဒါကြောင့်မလို့ကံသာလျင်ကိုပိုင်ဥစ္စာအဲ့ဒီဉာဏ်လောက်ကိုသေးသေးချာချာတွေးတတ်ရင်သူများကြီးပွားတိုးတက်တဲ့ပုံမှာမနာလို့စရာမရှိဘူးဘာကြောင့်သူတို့လည်းသူတို့ကံနဲ့သူတို့တိုးတက်တာနော်တိုးတက်လောက်တဲ့အကြောင်းကံတွေမလောက်ခိုင်ဘူးလားလောက်ခိုင်လားနော်ကိုလည်းကိုပါခဲ့တဲ့ကံကိုမပိုင်ရဘူးလားပိုင်ရတာကိုကံပါတော့ကိုပိုင်ရတာလေအဲ့ဒါ तू ကများများလှုပ်ခဲလို့များများပါများများပိုင်ရတာကိုသွားမနာလို့ဖြစ်တော့ကိုပဲအချောက်တဲ့အကုသိုလ်ဖြစ်တာနော်နော်အဲ့တော့ကို